ဒီဖိလစ်ပိုင်အင်ကူမလေးကသူမထိန်ရတဲ့3လသားလေးကအပေါ်ကနေမီးလောင်ကျွမ်းမှုတွေမိခိုးတွေမထိစေဖို့ကိုသူမရဲ့ခန္ဓာကိုယ်နဲ့ကလေးလေးရဲ့အပေါ်ကနေအုံမိုးပေးထားခဲ့တာပါ။အဲ့ဒီအကြောင်းအရာကပြီးခဲ့တုန်းကမီးအကြီးကျယ်လောင်သွားခဲ့တဲ့ဟောင်တိုက်ပိုအိမ်ယာမီးလောင်မှုကြီးတစ်ခုမှဖြစ်ပွားခဲ့တဲ့ဖြစ်ပျက်တစ်ခုပဲဖြစ်ပါတယ်။သူတို့နေတဲ့အဆောက်အုံမီးအကြီးကျယ်လောင်ကျွမ်းနေတဲ့အချိန်မှာဒီဖိလစ်ပင်းအင်ကူမလေးကသူထိန်ရတဲ့ဒီလသားရွယ်ကလေးလေးကိုမိခိုးတွေမိတွေမထိစေဖို့ကိုသူမရဲ့ခန္ဓာကိုယ်နဲ့အုံမိုးပေးထားခဲ့တာကိုဝင်ရောက်ကယ်ဆယ်ရေးလုပ်ခဲ့တဲ့မိသက်သမားတွေကတွေ့ရှိခဲ့တာပါ။သူမကတော့မိကုန်းမှုန်တဲ့အနေအထားများပြားလို့သူမကိုအရေးပေါ်ကူညီကယ်ဆယ်မှုတွေပြုလုပ်ခဲ့ကြရပါတယ်။အခုတော့သူမကဆေးရုံကနေပြန်လည်ဆင်းလာပြီပဲဖြစ်ပါတယ်။ပြီးတော့သူမအုံမိုးပေးထားခဲ့တဲ့သူမရဲ့အလုပ်ရှင်ရဲ့လာသားကလေးလေးကလည်းအမဇွန်နဲ့အန်နီယကကင်းရှိနေခဲ့ပါတယ်။သူမရဲ့အလုပ်ရှင်ကလည်းအဲ့ဒီကလေးလေးကိုကောက်ွယ်ပေးခဲ့တဲ့အတွက်ကြောင့်မလို့အရန်ကိုသူမပေါ်မှာကျေးဇူးတင်နေကြတာပါအဲ့လိုဖြစ်တဲ့ချိန်မှာမိဘတွေရှိမနေဘဲနဲ့အဲ့ဒီအိမ်ထဲမှာအဲ့ဒီအိမ်ကူမလေးနဲ့အဲ့ဒီလာသားကလေးလေး2ယောက်တည်းရှိနေခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်အခုတော့အားလုံးရဲ့ဆူတောင်းတွေရရှိပြီးတော့သူမရောသူမရဲ့ထိန်းနဲ့လာသားကလေးလေးပါကြကြမမာနဲ့ရှိနေပါပြီအခုသိကြတဲ့အတိုင်းဟောင်ကောင်မီးလောင်မှုကြီးကဆယ်စုနှစ်လောက်တည်ရှိနေခဲ့တဲ့အရာဝင်းအတွင်းကအကုန်လုံးရှစ်တိုက်လုံးကို renovation လို့ခေါ်တဲ့ပြန်လည်ပြုပြင်မွမ်းမံဖို့ကိုတာဝန်ယူထားတဲ့ဆောက်လုပ်ရေးကုမ္ပဏီကပြန်လည်ပြုပြင်ရေးတွေစတင်ဖို့၎င်းရှစ်တိုက်လုံးကိုညံတွေတက်ပဲစိမ်းပါတွေတက်ခဲ့ပြီးတော့အဲ့ဒီနောက်ရက်ပိုင်းမှာပဲတိုက်တိုက်ကနေစတင်ပြီးတော့မီးကလောင်ကျွမ်းခဲ့တာပါအဲ့ဒီမီးကနေပြီးတော့မှကြံတဲ့တိုက်အားလုံးကိုပါမီးကူးဆက်ပြီးတော့လောင်ကျွမ်းစေခဲ့တာပါအဲ့ဒီအိမ်ယာမီးလောင်မှုကြီးကဟောင်ကောင်တိုက်ပိုအတွက်အကြီးမားဆုံးမီးလောင်မှုကြီးတစ်ခုဖြစ်ပြီးတော့အဲ့ဒီမီးလောင်မှုကြီးမှာအိမ်ယာကွန်ဒိုမှာနေထိုင်တဲ့သူတိမ်ဆုံးသွားတဲ့သူတွေက120ကျော်ဦးရေလောက်ထိရှိနေပါတယ်။ထို့ပြင်ပျောက်ဆုံးနေတဲ့လူဦးရေကလည်း200ကျော်300နီးပါးရှိနေပါပြီ။၎င်းမီးလောင်မှုကြီးမှာတိမ်ဆုံးသွားတဲ့သူတွေထဲမှာမိသက်သမားတွေလည်းအပါအဝင်ဖြစ်ပါတယ်။တိမ်ဆုံးသွားရတဲ့သူတွေအတွက်ဝန်နေချင်းထိမ့်မှန်နေနဲ့၎င်းတိုက်အနီးနားမှာမိသားစုဝင်ဆွေမျိုးများနဲ့အများပြည်သူများမှဝန်နေချင်းပန်းစည်းများလာရောက်၍ချထားကဆူတောင်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဒါဟာဝမ်းနည်းစရာအဖြစ်အပျက်ကြီးတစ်ခုပါ၎င်းမိကဆောက်လုပ်ရေးကုမ္ပဏီနဲ့ဆောက်လုပ်ရေးအလုပ်သမားတွေရဲ့ပေါ်ဆာမှုကြောင့်ဖြစ်တာလို့လဲဆိုကြပြီမိမလောင်ခင်အိမ်ရနေပြည်သူတွေကဆောက်လုပ်ရေးအလုပ်သမားတွေညမ်းစင်တွေပေါ်မှာစလီတောက်သားတွေလုပ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းတပ်ပုံတွေလည်းပေါ်ထွက်လာခဲ့ပါတယ်မိဆွဲလွယ်တဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကြောင့်ရဲ့ညမ်းစင်တွေလောင်ကျွမ်းမှုတွေကြောင့်မိကအပေါ်ကိုတောင်လိုက်လောင်ကျွမ်းစေခဲ့တာဖြစ်ပြီးတော့အပေါ်ဓာတ်တွေကိုလင်းလင်းမြန်မြန်ကူးဆက်ခဲ့တာထမ်းမြင့်တွေဆိုတော့လေတိုက်အားပြင်းတာတွေကြောင့်ဘေးတိုက်တွေကိုပါခဏလေးအတွင်းမှာမိကူးဆက်စေခဲ့တာပါနောက်ပြီးအဓိကပြဿနာတစ်ခုကပြင်ဆင်မှုတွေလုပ်နေကြတော့အိမ်ယာနေသူတွေကဖုံးမုတ်တွေဝင်မှာစိုးတာရဲ့အိမ်တွင်း privacy တွေကိုဆောက်လုပ်ရေးသမားတွေကမြန်မာစိုးတာရဲ့ကြောင့်ပတင်းတကားတွေကိုအပိတ်တွေနဲ့ကာထားခဲ့ကြတာပါအဲ့ဒါတွေကြောင့်လည်းအပြင်ကမီးလောင်နေတဲ့အတန်နဲ့မီးလောင်မှုတွေကိုစောစောမသိရှိခဲ့ကြတာပဲဖြစ်ပါတယ်ကိုနေတဲ့တိုင်မီးလောင်နေမှသာအနံ့ရမီးခိုးတွေဝင်လာမှသိကြတော့ဘလုံးမှထွက်ပြေးဖို့အချိန်မမီနိုင်ပဲမီးခိုးနှံ့နေမှုနိုင်ရဲ့ကြောင့်မဆုံးရှုံးသင့်မဲ့နဲ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ထိုဖြစ်ပျက်အကြောင်းအရာတွေကိုအသက်ဘေးမှလွတ်မြောက်လာတဲ့အိမ်ယာနေပြည်သူများထံမှပြပြချက်ရသတင်းတွေမှာဖော်ပြထားတာပဲဖြစ်ပါတယ်။၎င်းမိလောင်မှုကြောင့်ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ရှိသူ3ဦးကိုဖမ်းဆီးထားပြီးမိလောင်မှုနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေတယ်လို့လည်းသိရှိရပါတယ်။တချို့သတင်းတွေမှာတော့ဒါကလောက်ကျန်မှုတစ်ခုဖြစ်တယ်လို့လည်းထင်မြင်ချက်တွေပေးနေကြပါတယ်။၎င်းမီးလောင်မှုကနိုဝင်ဘာ26ရက်နေ့ညနေ3နာရီခွဲခန့်လောက်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့အနီးနားနေပြည်သူတွေရဲ့ပြောကြားချက်အရညနေ6နာရီမှာတော့တိုက်အားလုံးကိုလောင်ကျွမ်းစေခဲ့တာပဲဖြစ်ပါတယ်။၎င်းမီးလောင်မှုကိုငြိမ်းသတ်ရန်နာရီပေါင်း48နာရီကျော်ကြာခဲ့ရပြီးလာရောက်မီးငြိမ်းသက်တဲ့မီးတပ်တွေထဲမှာလည်းအသက်ပေးခဲ့ရတာတွေရှိပါတယ်။၎င်းအိမ်ယာဝင်းအတွင်းရှိကွန်ဒိုများရဲ့မီးပေးလုံခြုံရေးစနစ်အားနည်းနေခဲ့ပြီးဆောက်လုပ်ရေးလုပ်သားတွေရဲ့ပေါ်ဆာမှုကြောင့်များစွာသောအသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးခဲ့ရတဲ့အပေါ်မှာနိုင်ငံတကာအတိုင်းအဝိုင်းမှလည်းလွန်စွာမှဝန်းနေခဲ့ရပါတယ်။တချို့အိမ်ယာနေပြည်သူတွေရဲ့ပြောကြားချက်အရသူတို့နှစ်ပေါင်းများစွာရှာဖွေစုဆောင်းခဲ့သမျှဒီအိမ်ထဲမှာနှိမ့်မြုပ်ထားတယ်လို့သိရပါတယ်။အဲ့တော့သူတို့မှာဒီအိမ်ကြီးမီးလောင်သွားတဲ့အတွက်ကြောင့်မလို့သူတို့မှာဘာမှမရှိတဲ့တုံညာကနေပြန်စားရမှာဖြစ်တယ်လို့လည်းဝမ်းနည်းစွာနဲ့ဆိုလာပါတယ်။တချို့ကတော့မိသားစုဝင်တွေများစွာဆုံးရှုံးခဲ့ရပြီးနေစရာအိမ်မှာမရှိဖြစ်သွားခဲ့တာပါဒါကြားသိယုံနေတဲ့စက်သိန်းထစရာလန့်စရာအဖြစ်အပျက်ကြီးတစ်ခုပါမီးလောင်နေတဲ့ချိန်မှာမိသက်တွေအချိန်မီလာရောက်ခဲ့ကြပေမဲ့အထက်မြင့်နေမှာမီးလောင်နေခဲ့တာဆိုတော့ငိမ့်သက်ရန်လွန်စွာမှခက်ခဲခဲ့ပါတယ်
ကိုကဘလောက်မြင့်နဲ့ဂရိန်းကိုပဲတုံဒီအထက်30ထိတော့ငိမ့်သက်ဖို့မလွယ်ကူခဲ့ပါဘူးဟောင်ကောင်ကလူနေတိုက်ခန်းတွေတော်တော်များများကအထက်30အထက်ရှိပါတယ်တချို့တိုက်တွေဆိုလို့ရှိရင်တောင်တန်းတွေပေါ်မှာတိစောက်ထားတာပါအဲ့လိုအထက်မြင့်တွေအတွက်ကိုမိလုံခြုံရေးစနစ်ကများစွာမှအရေးကြီးပါတယ်တကယ်အရေးကြီးမကြီးဆိုတာကိုတော့ဒီအဖြစ်ပြက်ကြီးကမီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်မီးလောင်မှုဘလောက်ပြင်းထန်လဲဆိုတာကိုတော့ဒီဗီဒီယိုကိုကြည့်ရင်သိနိုင်ပါတယ်အခန်းတစ်ခန်းတိုက်ကိုတောင်မှလောင်ကျွမ်းရင်အတော်ညှိရခတ်တာဒီလောက်တိုက်8တိုက်လုံးလောင်ကျွမ်းသွားမှတော့မီးငြိမ်သက်ဖို့ကတအားကိုမှခက်ခဲခဲ့ပါတယ်ကြောက်စရာကောင်းတဲ့ဒီဖြစ်ပျက်ကြီးကိုတာတကယူပြီးတော့နောက်ထပ်ဒီလိုမျိုးကိစ္စတွေထပ်ဖြစ်မလာအောင်၎င်းဒေတာရှိအထက်မြင့်တိုက်ခန်းတွေရဲ့မိဘလုံခြုံရေးစနစ်တွေကိုပြန်လည်စစ်ဆေးမယ်လို့လည်းဒေသခံအာဏာပိုင်များကထုတ်ပြန်ကြေညာထားပါတယ်၎င်းဟောင်ကောင်မီးလောင်မှုကြီးကတကဘာလုံးမှာရှိတဲ့သူတွေကိုထိတ်လန့်စေခဲ့တာတော့အမှန်ပါထို့ပြင်အသက်ဘေးမှာလွတ်မြောက်ခဲ့တဲ့ကွန်ဒိုနေပြည်သူတွေကိုလာရောက်လူဒန်းကြတဲ့အလူရှင်တွေမြောက်များစွာရှိနေပါတယ်အလူရှင်တွေထဲမှာအစားအသောက်အဝတ်စားအသုံးဆောင်စတဲ့ပစ္စည်းမျိုးစုံကိုပြည်သူတွေကဝိုင်းဝန်းကူညီပြီးတော့လူဒန်းပေးနေကြတာကိုလည်းတွေ့ရှိရပါတယ်အဝတ်စားတွေဆိုလို့ရှိရင်လည်းကြိုက်တာယူလို့ရအောင်ဒီလိုမျိုးချထားပေးတာပါနောက်ပြီးတော့အစားအသောက်တွေအတွက်တည်တည်တူတွေနောက်ပြီးတော့အိမ်တွင်းအသုံးဆောင်ပစ္စည်းတွေကလေးတွေအတွက်ကိုလည်းဒိုင်ဘာတွေကအစားလာရောက်လှူဒန်းပေးကြတာပါနေ့လည်စာထမင်းစားချိန်မှာလည်းထမင်းဘူးတွေလာရောက်လှူဒန်းပေးတဲ့သူတွေလည်းရှိနေပါတယ်အခုပုံရနောက်မှာဆိုလို့ရှိရင်မြင်တွေ့ရတဲ့အတိုင်းကွန်ဒိုတိုက်ခန်းတွေကိုမိငိမ့်သက်နေစေပါများစွာသောအလှူရှင်တွေကလာရောက်လှူဒန်းကြတာကိုဆိုရှယ်မီဒီယာအသီးသီးကနေပြန်လည်တင်ထားတာကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်မိကဘလောက်ပြင်းလဲဆိုရင်ပုံမှန်မြင်တွေ့ရတဲ့အတိုင်းပါပဲတော်တော်ကြီးကိုလောင်ကျွမ်းသွားခဲ့တာပါပြည်သူပေါင်းထောင်နဲ့ချီအိုးအိမ်ရာမဲ့ဖြစ်သွားရတဲ့အတွက်လည်းလွန်စွာမှဝမ်းနည်းမိပါတယ်ဒါကတော့ပြီးခဲ့တဲ့နိုဝင်ဘာ26ရက်နေ့တုန်းကဟောင်ကောင်တိုက်ပိုမှာဖြစ်သွားတဲ့အရာကွန်ဒိုမီလောင်မှုကြီးအကြောင်းပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းနေ့စဉ်တင်ဆက်ပေးနေရမို့လို့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်